Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ကျွန်တော်တို့လိုရွယ်သူလူငယ်တွေကျွန်တော်နဲ့ရွယ်သူလူငယ်တွေတကယ်ချင်းတွေအားလုံးစိတ်ထဲမကြရအောင်ဘယ်လိုတိုက်ခိုက်မှုတွေကြုံလာစိတ်ပြတ်မသွားအောင်ကိုလုံးနေတဲ့လူကိုဒီဇိုင်းမှတ်သွားလို့ရအောင်ကျွန်တော်ဖတ်ဖို့ခဲ့တဲ့စာအုပ်ကလေးတုပ်ထဲကနေပြီးတော့အကြောင်းအရာတချို့ပြောပြပေးသွားမှာပါAI တိုင်းဟာကောင်းဖို့ဖြစ်လာတာပါအကြိုက်ဆုံးဥပမာတဲ့ငါးတစ်ခေါင်ကုန်းပေါ်ရောက်လာတယ်သူကရေထဲကိုပြန်သွားဖို့အတွက်ခုံစားသွားလာနေမှလည်းသူကရေထဲကိုမရောက်နိုင်တော့ဘူးဆိုပြီးတော့သူစိတ်လျှော့လိုက်တယ်သူစိတ်တက်ကြသွားရေပေါ့သူတေးပါစေတော့အဲ့ဒီအရာကိုပြည့်စိတ်တရားမြင်သွားတယ်ပြည့်စိတ်တရားငါ့ကိုကဲမယ်လုပ်တယ်ငါ့ကိုကဲမယ်ကုမယ်လုပ်တယ်အဲ့ဒီအချိန်မှာပြည့်စိတ်တရားငါ့ကိုချီပြီးတော့ရေစက်ကိုပုံမယ်လောက်ကြတဲ့အချိန်မှာပြည့်စိတ်ကောင်းဆောင်ပြောတယ်မင်းတို့ငါ့ကိုချီမချီနဲ့အားတို့ငါ့ကိုချီနိုင်မှလည်းမဟုတ်ဘူးအဲကြောင့်မလို့ငါ့ကိုဝိုင်းကြိုက်ကြမယ်အဲ့ဒီအချိန်မှာပြည့်စိတ်အားလုံးငါ့ကိုဝိုင်းကြိုက်လိုက်တဲ့အချိန်မှာငါနားတဲ့အတွက်ကြောင့်မလို့တအားလူးလိုက်ခုံရင်မတန်းရေစံနာကိုရောက်သွားတယ်တဖြည်းဖြည်းနဲ့ရေထဲကိုရောက်သွားတယ်ပေါ့အဲ့လိုပဲကျွန်တော်တို့တချို့နာကျင်ချင်းနေနဲ့တိုက်ခိုက်မှုတွေကကျွန်တော်တို့ကိုပိုပြီးတန်မာလာစေတယ်ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုအထောက်အကူပြုစေတယ်ကျွန်တော်စိတ်ညစ်လို့ရရဲ့စိတ်တက်ကြလို့မရဘူးဘယ်လိုကြောင်းနဲ့မှကျွန်တော်စိတ်တက်ကြလို့မရဘူးကျွန်တော်တို့ရှေ့မှာရှိနေတဲ့အရာအားလုံးကဆိုရင်ကျွန်တော်နေတတ်မယ်ဆိုရင်အားလုံးကလေကားတိတ်ကြည့်ပါပဲပြီးတော့ကျွန်တော်အစင်မပြေမှုတွေရှိလာတဲ့အချိန်မှာဆိုလို့ရှိရင်အရာအားလုံးဟာဆိုလို့ရှိရင်ကောင်းဖို့အတွက်ဖြစ်လာတာပါဆိုရင်ဥပမာလေးကိုသတိရလိုက်ပါ